Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့သူရပါနာရူတို fan တွေအတွက်ဒီနေ့ကြိုရေးချက်ထားတဲ့ကော့တေလေးကတော့ဟိနတာကော့တေလေးပဲဖြစ်ပါတော့ခင်ဗျာဟိနတာကော့တေတွေပေါ့ဝင်မဲ့ပစ္စည်းလေးတွေကတော့ vodka coconut rum butterfly pasty no coconut cream ဒီမျိုးကျတို့ပဲဖြစ်ပါတော့ခင်ဗျာ okay ဗီဒီယိုလေးကိုစလာရအောင်โอเคပထမဦးဆုံးဖက်ကိုရေခဲရိုက်တာပါမယ်ခင်ဗျာဘောကာ45 ml ထည့်ပါမယ်coconut rum 20 ml ထည့်ပါမယ်butterfly pasty 20 ml ထည့်ပါမယ်coconut cream 50 ml ထည့်ပါမယ်limo juice 10 ml ထည့်ပါမယ်โอเคရေခဲထည့်ပြီးရှက်လိုက်အောင်mix 120 ml လောက်ထည့်ပါမှာခင်ဗျာဒါလေးကတော့ဟိနတာကော့တေလေးပဲဖြစ်ပါလားခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြဖို့မြင်တာရေးခံပါတယ်ခင်ဗျာ okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်